ကိုမမောင်ပြောတာမှန်တယ်ဗျစစ်တပ်ထောက်ခံတဲ့လူတိုင်းဘောမနဲ့မတူမင်းတို့ဘောမတွေကကျတော့ဘောမနေရပြီးတော့သမင်းမင်းဟင်းမေးဘောမနေကြတယ်နော်မှန်တော့မှန်မသိမှားတော့မှန်မသိအဲ့လိုမျိုးဖြစ်နေမင်းတို့ဟောတယ်မှန်မင်းတို့ဘောမနေရင်ကျင်းတဲ့နေရာကောနော်ကိုမမောင်ပြောရတာမှန်တယ်ဒါကမင်းတို့ဘောမနဲ့နားထောင်ကြည့်ကိုနာမည်တော်မှာနာမည်တွေပြောက်ကုန်ဘောမတွေဖြစ်ကုန်နေတာနော်ကိုမပုံနေမှာကိုပြန်ကြည့်ကိုနာမည်ပြောက်ပြီးဘောမဆိုတဲ့နာမည်ပဲပေါက်နေတာမသိဘူးလူဖြစ်ခင်ဗျားလူဖြစ်ရှုံးနေကြပြီနော်လူဖြစ်ရှုံးနေပြီအဲ့တော့နောက်တစ်ခုကသူ့ကိုထောက်ခံတဲ့သူတွေအားလုံးလည်းမေးချင်တာမင်းတို့မှာအကောင်းဆုံးအကြောင်းကျိုးကိုစင်ကျင်ပြီးတော့ထောက်ခံဖို့ရောဆန္ဒတွေရောရှိရလားနော်မင်းတို့ကလူတွေနော်ကိုမင်းတို့အားလုံးကနာမည်တွေနဲ့နော်နာမည်တွေရှိရမင်းတို့အဖေကမွေးပေးလိုက်တာမောင်ဘသူမဘသူဖြစ်မွေးပေးလိုက်တာပါနော်ခါရဲဘယ်လိုခေါ်မလဲဆိုတော့အဘထောက်ခံသူအဖြစ်နဲ့အဘဘောမအဖြစ်နဲ့မွေးပေးလိုက်တော့မင်းတို့နာမည်တွေရောမှတ်မိကြသေးရလားအကုန်လုံးမေးချင်တယ်အဲ့ဒီဘယ်လိုခေါ်မလဲအဲ့ဒီအဘထောက်ခံတဲ့သူတွေအားလုံးမေးကြည့်ချင်တယ်မင်းတို့နာမည်တွေမှတ်မိကြလားကိုယ်နာမည်တွေကိုမှတ်မိကြရလားမင်းတို့မှာနာမည်ရှိတယ်မှတ်ပုံနဲ့နံပါတ်ရှိတယ်မင်းတို့အဘဘောမဆိုရဲဘယ်လိုခေါ်မလဲဆိုတော့ကိုအဘဘောမတစ်ခုတည်းနဲ့နာမည်နဲ့ဘယ်လိုခေါ်မလဲဘဝဆုံးနေတဲ့သူတွေမဟုတ်ဘူးနော်မင်းတို့နာမည်တွေမှတ်ပြီးဖို့အရေးကြီးတယ်အဲ့နာမည်တွေကိုမှတ်မိတော့ကိုနေ့စဉ်နဲ့များမှန်ကြည့်ပြီးတော့ငါဟာအဘဘောမဆိုတဲ့နာမည်ဟာကိုပေးထားတာလားဒါမှမဟုတ်ကြောက်စိတ်ကပေးထားတာလားကျွန်တော်အံ့ဩတယ်အဲ့တော့မင်းတို့တွေဒီနေ့မှတ်ထားပါညီကောင်မောင်နှမများနော်ခင်ဗျားတို့တွေအားလုံးမှာတက်မတော်သားတွေအားလုံးရောပဲဒီအရာရှိတွေအားလုံးရောပဲနော်ပါတီဥက္ကဋ္ဌကြီးအားလုံးကျွန်တော်ပြောမယ်နော်ခင်ဗျားတို့မှာနာမည်ရှိပါတယ်နော်နာမည်ရှိပါဥမာဖြစ်ဗျာပါတီဥက္ကဋ္ဌဆိုလို့ရှိရင်ဥခင်ကြီးပေါ့ဗျာနော်ပြီးလို့ရှိရင်နောက်ထပ်ဥမြထွန်းဦးပေါ့ဗျာနော်နောက်ထပ်ဦးစိုးဝင်းပေါ့ဗျာနော်နောက်ထပ်ဦးအောင်လင်းတွေးပေါ့ဗျာနော်အဲ့တော့ခင်ဗျားတို့မှာနာမည်တွေရှိထားပြီးသားဖြစ်တယ်နော်နာမည်တွေရှိထားပြီးအဲ့နာမည်ကအဖေအမေပေးထားတာဒီနာမည်ဖြစ်တယ်ခင်ဗျားတို့လုံးဝအဘဘောမဆိုတဲ့နာမည်ကိုယူပြီးတော့ကိုယ်နာမည်တောင်ကိုမေ့နေတဲ့ဘဝတွေဖြစ်နေဟိုကလှုပ်ချင်တာလှုပ်ဘာမှမဝေဖန်ရဲဘူးဟိုကဘာပဲလှုပ်မဝေဖန်ရဲတဲ့ဘဝတွေရောက်နေတာကိုလည်းခင်ဗျားတို့ရှက်ကြအောင်ဗျာနော်အခုမကြံစီသင့်မကြံစီထိုက်တာကြံစီတယ်ဆိုတာလေခင်ဗျားတို့အားလုံးသိဟိုတနေ့ဒေါက်တာအေးမောင်ကိုယ်တိုင်လည်းပြောတယ်ဒေါက်တာအေးမောင်လည်းဘယ်လိုဖြစ်သွားပြီလဲဆိုတော့သူ့အဖေအမေကပေးထားတာဦးအေးမောင်နော်နာမည်ကအဘဘောမမဟုတ်ဘူးဟုတ်ပြီနော်ခင်ဗျားတို့နောက်ထပ်အမှရှိနေတော့တိုင်းသားကောင်းဆောင်တွေရောပဲပါတီဥက္ကဋ္ဌတွေရောပဲနော်အကုန်လုံးခင်ဗျားတို့မှာနာမည်ရှိတယ်အမေပေးထားတာဘာနာမည်လဲအဲ့ဒီနာမည်ရှိတယ်အဘဘောမမဟုတ်ဘူးအဲ့တော့ကိုယ်နာမည်နဲ့ညီအောင်အဖေအမေကကိုယ့်ကိုဂုံယူတက်အောင်လဲဘဝကိုရက်တည်ဖို့မမေ့နဲ့အခုဖြစ်နေတဲ့ပုံစံကလူတယောက်ကကြံစီမကြံစီတဲ့နိုင်ကြံစီတဲ့နိုင်ငံကိုဖျက်ဆီးနေတယ်နော်အချင်းတွေရဲတွေကိုဖန်တီးပြီးတော့ယာရုနှစ်ခုလုံးယူဖို့ကြိုးစားနေတယ်ကြိုးစားနေတဲ့ဟာကိုဘာမှမလုပ်ရဲမပြောရဲတဲ့ဘဝတွေရောက်နေတာတော့ခင်ဗျားတို့အစားကျွန်တော်တော်တော်အံ့ဩမိအဲ့တော့စကားလေးကိုချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ခင်ဗျားတို့မှာနာမည်ရှိတယ်နော်ခင်ဗျားတို့မှာအဖေအမေပေးထားတဲ့နာမည်ရှိတယ်ဒီနာမည်နဲ့အညီငါဟာဘာတူလဲငါဟာဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ငါဟာအပြောဘယ်လိုခေါ်မလဲပြောတဲ့နာကိုငါပြောမယ်ရက်တီတဲ့နာကိုငါရက်တီမယ်အမားအမှန်မြင်လာတဲ့ခါကျလို့ရှိရင်အမားအမှန်လောက်တော့ဝေဖန်ရဲတဲ့လူဖြစ်ရတာတန်တယ်ဆိုတဲ့ခံကြလေးလဲမွေးအောင်အဲ့တော့အဖေအမေပေးလိုက်တာခင်ဗျားတို့ကိုဥမာဖြင့်ဥခင်ကြီးဥမြထွန်းဦးစိုးဝင်းဟလားဦးဇော်မင်းထွန်းနော်နောက်တစ်ခုကမြောက်တိုင်းသားနာမည်ကျွန်တော်သိမှတ်မိပါဘူးနော်ချို့ကနာမည်နဲ့ကျွန်တော်နည်းနည်းခေါ်ရခက်တာရှိပါတယ်အဲ့တော့ဦးဆိုင်ဘာညာပေါ့ဗျာနော်အကုန်လုံးပြောချင်တယ်ခင်ဗျားတို့မှာနာမည်ရှိပါတယ်အဘဘောမဆိုပြီးတော့ထောက်ခံမျက်လုံးမိတ်ထောက်ခံဖို့အတွက်ခင်ဗျားတို့ကိုအဖေမေကမွေးထုတ်လိုက်တာမဟုတ်ပါဘူးအဲ့တော့ဦးမင်းအောင်လိုင်းအခုကြံစီနေတာကတော့တမရယာဒူးအပြင်ကိုနော်တမရယာဒူးရောတက်ချုပ်ယာဒူးရောကင်မှုစူးစမ်းနေဆိုတဲ့ခါကျတော့စစ်တပ်ထဲမှာရှိနေစစ်သားတွေအားလုံးနဲ့ဒါကိုသိတယ်ဆွမ်းနာကျွန်တော်ပြောပြပါတယ်အားလုံးသိတယ်သူတမရဖြစ်ချင်တယ်တမရယူနေဆိုအားလုံးသိတယ်ပြည်သူကဘယ်လိုပြည်သူခင်ဗျားပြည်သူမှန်ပါလေနော်60ရာခိုင်နှုန်းကလည်းပုံမှန်လည်းပြောရတယ်ဟိုစာလုံးစတွေကသိတယ်အခုတပြေးပြေးနဲ့သူကပုံရိပ်တွေဖော်ဆောင်ပြလာပြီလေနော်အဲ့တော့